နင်ချီရှောနော်ဒီကိုင်းတငယ်ပြန်ယောဂတဲ့ဒီကိုတဲ့သဘောပေါက်နားလေချင်းမွန်တိုင်းဆန်ချူကျူမေကိုနံပါတ်39ကိုရဲရှာနော်ဂျီတိုရှာဝန်တန်မန်ကျော်နေခန်းဆိုရုခီကျူဆူနော်ဦးချီတဲ့တကြီးရွယ်ဦးပေါ့နော်ဒီကားမောင်းလိုင်စင်နဲ့တဲ့ပတ်သက်ပြီးတော့ဒီအောက်ပေါ်ပြပါအချက်လက်များတဲ့မှာတဲ့တာတာရှိမွန်တို့စတိုဆိုရတာပြီးနာဆိုင်မှန်ကန်တဲ့အရာတစ်ခုကိုရွေးချယ်ပါတဲ့နံပါတ်1နာနာကျူကိုဆိုင်ခါတာအသက်85နေစပြီးတော့ဗောနော်မန်ကျော်ခိုးရှင်ကြီးနော်တဲ့ဒီလိုင်စင်တက်တန်းတိုးတဲ့အခါမှာဆိုရင်တဲ့နင်းကြီးခီနိုခန့်စာကဂိမိုဆိုခဲ့ရတဲ့တဲ့ဤတူတဲ့ဒီမှတ်ညံနေရဲ့ဗောနော်မှတ်ညံရဲ့စွမ်းဆောင်ရည်စစ်ဆေးခြင်းတွေကိုတဲ့လှုပ်ဆောင်ရမယ်ဆိုပြီးတော့ရေးထားတယ်ဗောနော်ကိုမှတ်ညံဘယ်လောက်ရှိသေးလဲနင်းကြီးခီနိုကဘယ်လောက်ရှိလဲဆိုပြီးတော့စစ်ဆေးရမယ်ဆိုပြီးရေးထားတယ်နံပါတ်2ဟာချီဂျူဆိုင်ခါတာဗောနော်အသက်80ကနေစပြီးတော့တဲ့မန်ကျော်ကိုရှင်ကြီးနော်ဗောနော်ဒီရင်မောင်းလိုက်စင်တက်တန်းတိုးတဲ့အခါမှာဆိုရင်နဲ့အွန်တန်ဂီနိုခန့်စာကဂီမူစုခဲ့ရတဲ့တဲ့ဤတူကားမောင်ဆွမ်းရည်စစ်ဆေးခြင်းကိုလည်းလှုပ်ဆောင်ရမယ်ဆိုပြီးရေးထားတယ်နံပါတ်3ကကြတော့ခဲဒိုနီချီရှောကိုင်းတို့ရှင်တန်စာတဲ့တက်တို့ပါတဲ့အနှဲငယ်မှတ်ညံချိုရင်းနဲ့ဆိုပြီးတော့ယောဂတမလိုက်တဲ့လူอ่ะပေါ့နော်ဝန်တန်မန်ကျော်တိုရီခဲရှိနီနာရူတဲ့ဒီရင်မောင်းလိုက်စင်ပေါ့နော်ဖြတ်သိမ်းလို့ရတယ်ကန်ဆယ်လုပ်လို့ရတယ်ဆိုပြီးတော့ပြောထားတယ်နံပါတ်4နင်းချီရှောနော်ရှစ်တိုဝါတဲ့ဒီတငယ်ပြန်ယောဂသမားတွေอ่ะပေါ့နော်ဆာပိုတိုကာဂန်တေမန်ကျော်တဲ့အားတယ်ပါပေါ့နော်ဒီဆာပိုတိုကာတတ်မှတ်လိုင်စင်ရှိတယ်ဆိုရင်နဲ့အွန်တန်ကခါနိုတဲ့အားတို့ကားမောင်းလို့ရတယ်ဆိုပြီးတော့ရေးထားတယ်နံပါတ်5နင်းချီရှောနီယော်တို့အွန်တန်မန်ကျော်တိုရီကက်စတာအတိုတဲ့တငယ်ပြန်ယောဂကြောင့်ပေါ့နော်ကားမောင်းလိုင်စင်ကိုတဲ့ကန်ဆယ်လုပ်လိုက်ပြီးတဲ့နောက်မှာအွန်တန်ခဲတဲ့ကီရှောမဲရှောကကျူဖူးစားတဲ့တို့ရှင်မောင်းမတန်လက်မှတ်ကိုတဲ့ထုတ်ဝေပေးပါတယ်ဆိုပြီးတော့ရေးထားတယ်ချူရီသတိထားမှာကြတော့တဲ့စပိုတိုကာဂန်တေမန်ကျော်တိုဝါတဲ့ဒီစပိုတိုကာပေါ့နော်ကန်တက်ချက်လိုင်စင်ဆိုတာကြတော့တဲ့ရိုဒိုခိုဆူဟိုဒိုင်ကျူဂျူအီချီဂျောနော်ဖူတာဆိုနော်ခီတေနီမိုဒိုဆိုကူတဲ့ရှင်လန်းချောင်းဥပဒေပေါ့နော်ပုံမှန်61ရဲ့နှစ်ခုရဲ့ပေါ့နော်ဒီသတ်မှတ်ချက်တွေကိုတဲ့အခြေခံထားပြီးတော့ဂျော်ကန်ကဖူစာရတာမန်ကီယောနော်ကိုတိုတဲ့အားတို့တဲ့ဒီအကြောင်းအရာတွေကပေါ့နော်ပူတွဲပေါ်ပြထားတဲ့လိုင်စင်ဆိုတာဖြစ်ပါတယ်ဆိုပြီးရေးထားတယ်အဲ့တော့အဖြစ်မှန်ပါဖြစ်မလဲအဖြေကနံပါတ်1ပေါ့နော်ဘာလို့လဲဆိုတော့ရင်မောင်းလိုင်စင်တက်တန်းတိုးတဲ့အခါမှာ85နှစ်အထက်ပေါ့နော်ဒရိုင်ဘာတွေကကြတော့ဒီနင်းချီခီနိုခန်စာကိုလောက်ရမယ်နံပါတ်2ကလည်းမှားတယ်ပေါ့နံပါတ်2ကလည်း85နှစ်အထက်ဆိုရင်ဒီပေါ့နော်အွန်တန်ကီနိုခန်စာကိုလောက်ရမယ်ဆိုပြီးရေးထားတယ်နော်နံပါတ်3ကဘာလို့မှားတာလဲဆိုတော့เนาะပေါ်ပါတဲ့မှတ်ညံချွင်းချက်တွေဆိုပြီးတော့ဗောနော်ဒီယောဂရှိတယ်ဆိုပြီးတော့ထောက်ပြလိုက်တဲ့အခါမှာဆိုရင်ねဒီအွန်တန်မန်ကျောကိုတိုရီခဲစုကလုံးလို့ရတယ်ဒါပေမဲ့ဆရာဝန်ရဲ့ဗောနော်ထောက်ကန်စာပါမှလုံးလို့ရတယ်ဆိုပြီးရေးထားတယ်အဲ့ဒါကြောင့်မလို့ဂျပန်နိုင်ငံမှာခဏခဏဗောနော်အဖိုးကြီးဖွားကြီးခြေကိုခဏခဏဖြစ်တာနံပါတ်4ကကြတော့ဒီစပိုတိုကားဆိုတာကြတော့အခုနောက်ပိုင်းကားတွေကနီးပညာမြင်လာရလေအရေးပေါ်တိုက်မိတော့မယ်ဘာလို့ဆိုရင်သူကသူအော်တိုအတန်ပေးတာတို့အော်တိုဘရိတ်အုပ်လိုက်တာတို့ပေါ့နော်အဲ့လိုကားအမျိုးအစားဖြစ်တယ်ပေါ့နော်စပိုတိုကားကန့်သက်လိုင်စင်ရှိမှမောင်းလို့ရတာမဟုတ်ဘူးပုံမှန်လူတွေလည်းမောင်းလို့ရတယ်ဆိုတဲ့အတွက်ကြောင့်နံပါတ်4ကမှားပါတယ်နံပါတ်5ကဘာလို့မှားတာလဲဆိုတော့ဒီနင်းချီရှောယောဂကြောင့်လိုင်စင်ကိုပေါ့နော်ကန်ဆယ်လုပ်တဲ့အခါတွေမှမဟုတ်ပဲနဲ့လိုင်စင်ပြန်ပေးတာတို့လိုင်စင်တက်တန်းကုန်သွားတဲ့အခါမှာဆိုရင်ဒီပေါ့နော်ကားမောင်းခဲ့တဲ့တက်တန်းရှော့မဲရှော့ကိုပေါ့နော်သူတို့တွေကထုတ်ပေးတယ်ဆိုပြီးတော့ရေးထားတယ်အဲ့ဒါကြောင့်မလို့မှားတာပေါ့နော်နင်းချီရှောကြောင့်မဟုတ်ဘူးမွန်ဒိုင်ယွန်ဂျူမေခွန်းနံပါတ်40နင်းချီရှောနော်ခိုးတို့တငယ်ပြန်ယောဂလက္ခဏာတွေရဲ့ပေါ့နော်လှုပ်ဆောင်ချက်တွေရှင်ဒီရှော့ကြော်တဲ့အာဒူတဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေမှာရှိတယ်တဲ့အပါရှိနီကန်ဆူရုစုဂီနိုခီဂျူဆူနီဦးချီစိတ်မပါခြင်းစိတ်ဝင်စားခြင်းနဲ့ပတ်သက်တဲ့ဒီအောက်ဖော်ပြပါအချက်လက်များထဲမှာမိုတိုမိုတကိဆက်ဆွနာမိုနိုစတိုဆေရာဘီနာဆိုင်အတင်တော်တုံးအရာတကူရွေးချယ်ပါတဲ့နံပါတ်1ခန်ဂျောနော်ခီဖူကူကမီရာရဲနာစိတ်ခံစားချက်တွေရဲ့တဲ့အတက်အကျဖြစ်ခြင်းတွေကတဲ့မမြင်ရဘူးဆိုပြီးရေးထားတယ်နံပါတ်2ကကြတော့ရှော့ရိုင်းနီခီဘိုကမိုဒယ်နာအနာဂတ်တွေရည်ရွယ်ချက်တွေကမရှိဘူးဆိုပြီးရေးထားတယ်
နံပါတ်3 kimochi က uchi komo စိတ်ခံစားချက်တွေอ่ะပေါ့เนาะအများတန်းစိတ်တက်ကြနေတယ်ဆိုပြီးရေးထားတယ်နံပါတ်4ကကြတော့ risodori ikasu nayamu ဒီစိတ်ကူးတွေကအတိုင်းမျောလင့်ချက်တွေအတိုင်းပေါ့เนาะမသွားဘဲနဲ့တဲ့အများတန်းဝမ်းနဲ့ပူပင်တော့ကရောက်နေတယ်ဆိုပြီးရေးထားတယ်နံပါတ်5 jibun wo semeru ကိုအပြစ်တင်တယ်ဆိုပြီးရေးထားတယ်အဲ့တော့အဖြစ်မှန်ပါဖြစ်မလဲအဖြေကနံပါတ်1ပေါ့နော်ဘာလို့လဲဆိုတော့ဒီအပါစီဆိုတဲ့စိတ်ဝင်စားမှုမရှိခြင်းဆိုတာကြတော့ဘာလို့မှခံစားမှုမရှိတာပေါ့နော်စိတ်ခံစားချက်တွေကတဲ့ခီဖူကူကမီတာထဲနိုင်ဖြစ်မယ်ပေါ့နော်စိတ်ခံစားချက်အတက်ကြလည်းမရှိဘူးအနေမြင့်လည်းမရှိဘူးဆိုပြီးသူရေးထားတယ်ဘာမှမခံစားရဘူးပေါ့နော်ကျန်တဲ့2 3 4 5ကြတော့မှားတယ်ပေါ့နော်ဒီနင်းကြည့်လျှောဆိုတဲ့လက္ခဏာမှာဒီလက္ခဏာတွေကိုမတွေ့ရဘူးဆိုတော့အတွက်ကြောင့်အဖြစ်မှန်နံပါတ်1မွန်တိုင်းယွန်းဂျူအီချီမေကိုနံပါတ်41နင်ချီရှောနော့စတိုနီမီလာတဲ့တို့တဲ့ဒီတငယ်ပြန်ယောဂတဲ့တွေမှာပဲတွေ့ရတယ်ပေါ့နော်ဆမ်မိုနီခန့်ဆိုလို့စုကီနော်ခီဂျူဆုနော်ဦးချီတဲ့ဆမ်မွန်ဆိုတဲ့ပေါ့နော်စိတ်ကြောင်ကနန်းဖြစ်ခြင်းထင်အောင်ထင်မှဖြစ်ခြင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ဒီအောက်ဖို့ပြပါချက်လက်များတယ်ပါပေါ့နော်မိုတိုမိုတက်ခိဆက်ဆွနာမွန်နိုစတိုဆိုအရာဘီနာဆိုင်အသိတော်သုံးရာတကိုရွေးချယ်ပါတဲ့နံပါတ်1ဒီဆမ်မွန်ဆိုတာကြီးရတဲ့ယူခရီတိုဟာရှောရှူလို့ဖြည်းဖြည်းချင်းနဲ့လက္ခဏာပြတယ်ဆိုပြီးပြောတယ်နံပါတ်2ကကြတော့ ishke wa seimede aru တဲ့ဒီအသိဉာဏ်တွေကပေါ့နော်ထင်ထင်ရှားရှားအကောင်အတိုင်းရှိတယ်ဆိုပြီးတော့သူကရေးထားတယ်နံပါတ်3ကကြတော့ chui kino wa hotare လို့ပေါ့နော်ဒီအာယုံစူးစိုင်းနိုင်တဲ့စွမ်းရည်တွေကိုထိမ့်သိမ်းနိုင်တယ်ဆိုပြီးရေးထားတယ်နံပါတ်4ကကြတော့တိုင်ချောနော်ဟန်ကာက yuin နေနာတူတဲ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေပေါ့နော်တွန်းအားပေးမှုတွေကြောင့်ဖြစ်တယ်ဒီ yuin ကကြတော့တို့ဒီအထိပ္ပယ်မျိုးမျိုးပြန်လို့ရတယ်ပေါ့နော်တွန်းအားပေးတယ်စိတ်ကြောင်ကကြားဖြစ်တယ်စိတ်လှုပ်ရှားမှုတွေကြောင့်လို့ပြောလို့ရတယ်ဒီနေရာမှာကျတော့တိုင်းချောတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေရဲ့တွန်းအားပေးမှုကြောင့်ဆိုပြီးဖြစ်ပေါ်လာတယ်နံပါတ်5ကကြတော့ nichu ni okumira တဲ့လူတဲ့နေဘက်မှာပေါ့နော်အများဆုံးမြင်တွေ့ရတယ်ဆိုပြီးရေးထားတယ်ဒီမိုးဆန်ကအဲ့တော့အဖြစ်မှန်ဘာဖြစ်မလဲအဖြေမှန်ကနံပါတ်4เนาะမိုးဆန်းဆိုတဲ့ဒီစိတ်အာယုံခြောက်ခြားခြင်းပေါ့နော်စိတ်ထွေပြားခြင်းဆိုတာကြတော့အချိန်နေနားမလဲတာတို့ဒီအာယုံနေစူးစိုက်နိုင်မှုမရှိတာတို့အကြောင်းအရာကိုပြောတယ်ပေါ့နော်အဲ့ဒါတွေကိုမိုးဆန်းလို့ခေါ်တယ်သူကခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကဘာတွေဖြစ်လဲဆိုတော့ဒီပြင်းတယ်ပေါ့နော်ဆေးတွေတောက်တာတို့ပြီးတော့ stress တွေများလာပြီဆိုရင်အဲ့လူကြီးอ่ะပေါ့နော်ဒီမိုးဆန်းဖြစ်ပေါ်လာတယ်တဲ့အဲ့ဒါကြောင့်မလို့အဖြစ်မှန်နံပါတ်4ပေါ့နော်တခြားဟာတွေကမဟုတ်ဘူးမွန်တိုင်းယွန်းဂျူနီမေကိုနံပါတ်42လေဘီရှောတိုင်းကတာနင်းချီရှောနီမီတာတဲ့တူလေဘီခန္ဓာကိုယ်ပုံစံတငယ်ပြန်ယောဂလက္ခဏာမှာမြင်တွေ့ရတယ်တဲ့ဟိုကိုရှောဂိုက်တိုစတဲ့လမ်းလျှောက်မှုဆိုင်ရာချွင်းချက်အနေနဲ့ပေါ့နော်မိုတိုမိုတက်ခိဆက်ဆွနာမွန်နိုစတိုဆိုအရာဘီနာဆိုင်အသင့်တော်ဆုံးအရာတစ်ခုရွေးချယ်ပါတဲ့နံပါတ်1ရှီဘရာကူအာရုခုတိုတဲ့ခဏလောက်ပေါ့နော်နည်းနည်းကြာလမ်းလျှောက်လိုက်မယ်ဆိုရင်အာရှိနောအီတာမီကိုခန့်ကြည့်တဲ့ခြေထောက်ရဲ့နာကျင်မှုကိုတဲ့ခံစားရပြီးတော့ယာဇူမီနာကရာအာရုခုပေါ့နော်နားရင်းနဲ့လမ်းလျှောက်တယ်ဆိုပြီးရေးထားတယ်နံပါတ်2ကကြတော့ဆိုင်းရှောနောအီပိုကဖူမီဒါရှိနီကိုပေါ့နော်ပထမဆုံးခြေလန်းစထုတ်ဖို့ပါတဲ့ခက်ခဲပြီးတော့တဲ့ခိုဇာမီနီအာရုကိုခိုဇာမီဆိုတာဒီကကြီးညံ့လေဒီလိုလေးညှက်တယ်ညှက်တော့လမ်းလျှောက်ရင်လည်းဒီလိုလေးသွားတာပေါ့နော်အဲ့လိုမျိုးလေးသွားတယ်ဆိုပြီးသူရေးထားတယ်ပေါ့နော်နံပါတ်3ဥဂောကီကကိုချီနာကိုပေါ့နော်လှုပ်ရှားမှုတွေကအစင်မပြေမှုဖြစ်ပြီးတော့ရောပါရတရော့နေအာတို့ကိုအရမှုသမားပုံစံလိုမျိုးကြီးပေါ့နော်လမ်းလျှောက်တယ်ဆိုပြီးရေးထားတယ်နံပါတ်4ကကြတော့ခါရှီဝါရှင်းတန်ရှိခြေထောက်ကြီးอ่ะပေါ့နော်ဆန်းထွက်နေပြီးတော့တဲ့ဆူမာဆာကီယိုဟီကီဇူရူယောနေအာတို့ကိုပြောမယ်ဆိုရင်ခြေပြားတွေပေါ့နော်ဟိုခြေထောက်ခြေပြားထိတ်ကလေးတွေကိုတဲ့ဒီတရွတ်တိုက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလမ်းလျှောက်တယ်ဆိုပြီးရေးထားတယ်နံပါတ်5အာရုခုကိုတိုနီခိုဆိုဘန်ကခတာမှုကြီးတဲ့လမ်းလျှောက်လိုက်တိုင်းမှာပေါ့နော်ဒီခိုဆိုဘန်ဆိုတဲ့တင်မစုံကြီးရတဲ့ဆောင်းပြီးတော့ပေါ့နော်ခိုရှိကိုစယူနီဖုတ်တဲ့အာရုခုခါဝိုးတဲ့ဘဲနဲ့ညာဆောင်းပြီးတော့ပေါ့နော်လှုပ်ပြီးတော့ရှောက်တယ်ဆိုပြီးသူရေးထားတဲ့ခါကြီးကိုပဲပြောနိုင်ကြတယ်ပြောမယ်ဆိုရင်အာဟီရူပေါ့နော်အာဟီရူဟိုခိုလို့ရေးထားတယ်သူကကျတော့ဘဲလို့ပဲရှောက်တယ်ပေါ့နော်ဘဲလို့လမ်းလျှောက်နီဟိုဘက်ရင်လိုက်ဒီဘက်ရိတ်လိုက်ပေါ့နော်ဖင်းကြီးကိုနောက်ကြီးကိုထုတ်ထားပြီးတော့အဲ့လိုမျိုးရှောက်တယ်လို့ရေးထားတယ်နော်အဲ့တော့အဖြစ်မှန်ကဘာဖြစ်မလဲအဖြစ်မှန်ကနံပါတ်2ပေါ့နော်နံပါတ်1ကဘာလို့မှားတာလဲဆိုတော့လမ်းခဏလျှောက်တာနဲ့6တွေနာကျင်နဲ့နားလိုက်လမ်းလျှောက်လိုက်လုပ်တယ်ဆိုတာကြတော့ခါယိုချင်းယောဂါကြောင့်ပေါ့နော်နံပါတ်2ကအဖြစ်မှန် तू ကဘာနဲ့တူလဲဆိုတော့လေဘီရှောကတာနင်းချီရှောမှာကြတော့ပါကစ္စန်ရှောကြောပေါ့နော်ရှိတယ်အဲ့ဒါကြောင့်မလို့နံပါတ်2ကမှန်တယ်နံပါတ်3အရမှုသမားလို့လမ်းလျှောက်တာကြတော့ပေါ့နော်စက်ကီဇူရှောနိုဟန်စေရှောဆိုတဲ့ဒီကြောရိုးယူထိတ်ချုပ်ထားပေးတဲ့အုံနောက်သေးလေးရယ်ပေါ့နော်ပြောင်းလဲမှုတွေကြောင့်ဆိုပြီးရေးထားတယ်
နံပါတ်၄ပေါ့နော်ခြေပြားလေးတွေကိုတရိုးတိုက်ဆွဲပြီးလမ်းလျှောက်တာကြတော့နိုးစေးမဟိပေါ့နော်အုံနောက်တေခြင်းနဲ့တဲ့ဒီကြောရိုးချွင်ရင်းချင်းနေကြောင်းဆိုပြီးရေးထားတယ်နံပါတ်5ကကြတော့ဒီအာဟိတုလိုလမ်းလျှောက်တာပေါ့နော်အာဟိတုလိုလမ်းလျှောက်တာကြတော့အယိုးနဲ့ခန္ဓာကိုယ်ကြွသားတွေခြားနားမှုတွေကြောင်းပေါ့နော်အဲ့ဒါကြောင့်မလို့မှားတယ်အဖြစ်မှန်နံပါတ်2မွန်တိုင်းယွန်ဂျူဆဲမေကိုနံပါတ်43ဆူကီနိုခီဂျူဆိုနိုဦးကြီးတဲ့ဒီအောက်ပေါ်ပြပါအချက်လက်များထဲမှာဂျာကူနန်စေနင်းချီရှောနော်တကူကျော်တူစတေပေါ့နော်ငငယ်ရွယ်နဲ့တငယ်ပြန်ယောဂလက္ခဏာရဲ့ထူးခြားချက်အနေနဲ့တဲ့မိုတိုမိုတကိဆက်ဆိုတာမိုနိုစတိုဆိုရတာပြီးနာဆိုင်တင်တော်တော်များတကူရွေးချယ်ပါတဲ့နံပါတ်1ကိုရဲနော်နင်းချီရှောနေခုတာပဲတဲ့ဘောနော်တကြီးရွယ်ကိုတငယ်ပြန်ယောဂနဲ့ရှင်လိုက်မယ်ဆိုရင်တဲ့ရှောကျော်နော်ရှင်ကိုစကုဒိုဝါတဲ့ဒီယောဂလက္ခဏာရဲ့တိုးတက်မှုနှုံးပါဘောနော်ယူရယကာနာကိုတိုကအိုဤဖြည်းဖြည်းချင်းသွားတယ်ပေါ့နော်ဖြည်းဖြည်းချင်းနဲ့လှုပ်ဆောင်တာကများတယ်ဆိုပြီးရေးထားတယ်နံပါတ်2ကကြတော့ဒန်စေးယော်ဒီဂျော်စေးနော်ဟရှောရှာကအိုဤတဲ့ယောက်ျားလေးတဲ့မိန်းကလေးတွေကပေါ့နော်အဖြစ်များတယ်ဆိုပြီးရေးထားတယ်နံပါတ်3ကိုဂျူဆိုင်ယော်ဒီမို့စန်ကျူတာနော်ယူပြောဒီဆိုကတကိုင်အသက်50ထဲပေါ့နော်အသက်30အရွယ်လူတွေကတဲ့ယောဂဖြစ်နိုင်ကြီးများတယ်ဆိုပြီးပြောတယ်နော်နံပါတ်4တခုတေးခန်းကိုရှင်းစားတဲ့ဟာခန်းစားရတို့ကိုတိုကအိုကြီးတဲ့အထူးကျမ်းမာရေးစစ်တမ်းတွေပေါ့နော်စစ်ဆေးတဲ့အခါတွေမှာတဲ့ရှာဖွေတွေ့ရှိမှုကအများဆုံးဖြစ်တယ်ဆိုပြီးရေးထားတယ်နံပါတ်5ကကြတော့ခိုးတဲ့နင်းချီရှောနိခိုတာပဲတက်ကြီးရွယ်ကိုတငယ်ပင်ယောဂတဲ့နဲ့ရှင်းလိုက်မယ်ဆိုရင်ရှူရိုရှီယန်ကဟီစီယိုနီနာရုကိုတိုကအိုရှူရိုဆိုတာကြတော့အလောက်ရရှိရေးထောက်ပံ့ဖို့အတွက်ပေါ့နော်လိုအပ်မှုတွေကများတယ်ဆိုပြီးရေးထားတယ်အဲ့တော့အဖြစ်မှန်ပါဖြစ်မလဲအဖြေကနံပါတ်5ပါနံပါတ်1ကဘာလို့မှားလဲဆိုတော့တကြီးရွယ်ဦးနဲ့ရှင်းလိုက်မယ်ဆိုရင်စုကူတိုကပေါ့နော်ပို့ပြီးတော့မြန်တယ်ဆိုပြီးတော့ဖြစ်မယ်ပေါ့နော်ဖြည်းဖြည်းချင်းသွားတာမဟုတ်ဘဲနဲ့ပို့ပြီးတော့မြန်တယ်နံပါတ်2ကကြတော့ဒီယောက်ျားလေးတဲ့မိန်းကလေးကအဖြစ်များတာမဟုတ်ဘဲနဲ့မိန်းကလေးတဲ့ယောက်ျားလေးတွေအဖြစ်များเนาะပြောင်းနေဖြစ်တဲ့အတွက်ကြောင့်မှားတယ်နံပါတ်3ကဘာလို့မှားလဲဆိုတော့ကော်ကျူးတိုင်းစမ်းကျူးတိုင်းမဟုတ်ဘဲနဲ့ပေါ့နော်ခိုးတဲ့တိုင်းဆိုတဲ့ဒီတကြီးရွယ်ကာလပိုင်းခြားလောက်ထီကိုပေါ့နော်ခိုးတဲ့တိုင်းဟိုတို့လောက်ထီကိုသူကဒီယောဂရရှိနိုင်မှုပေါ့နော်ယူပြောဒီစုကတခိုင်အဲ့ဒါကြောင့်မလို့နံပါတ်3ကမှားတယ်เนาะနံပါတ်4ကဘာလို့မှားတာလဲဆိုတော့ဒီငယ်ရွယ်တဲ့တငယ်ပြန်ယောဂလက္ခဏာလေးရှိတဲ့သူတွေကိုကြတော့တခုတေးခန်းကိုရှင်းတန်ကပေါ့နော်မလုပ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မှားတယ်နံပါတ်5ကဘာလို့မှန်တာလဲဆိုတော့ပေါ့နော်ငယ်ငယ်ရွယ်နဲ့တငယ်ပြန်ယောဂဖြစ်တဲ့လူတွေကကြတော့အလုံးနဲ့အိမ်အလုံးကြားထဲမှာဒီငယ်ရွယ်တဲ့ပေါ့နော်နင်းချစ်လျှော်ယောဂဆိုတာကြတော့တော်တော်သတိမထားမိဘူးရှာဖွေတွေ့ရှိဖို့ကလည်းခက်ခဲတယ်ပေါ့နော်ပတ်ဝန်းကျင်တွေကိုလည်းသူတို့တွေကဒီကိုင်းလုပ်ဖို့ကိုလည်းပေါ့အရန်ခက်ခဲတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒီပတ်ဝန်းကျင်ကိုဒီကိုင်းလုပ်ဖို့အတွက်ဒီရှီဟန်တွေကပေါ့နော်လိုအပ်တယ်လို့ရေးထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နံပါတ်5အဖြစ်မှန်ပါ